ဒီမှာဒီရွယ်ပတ်တွေတကယ်ရောဝင်တန်ရဲ့လားကဲဝဲလိုက်ရောငါတို့ဘာရမှာလဲကဲကြည့်လိုက်ရအောင်ဗျာကျွန်တော်ဒီမှာ first bet ကကျွန်တော်ဝယ်ပြီးသွားပြီဗျာဒီကောင်ကကြတော့ UC အားလုံး190ရမယ်ပြီးရင် G coin 900ရမယ်ဒီကောင်လေးကတော့မြန်မာငွေကောင်ဘယ်လောက်ရှိမယ်ဆိုတော့1400ဝန်းကျင်တော့ရှိတယ်ဗျမဟုတ်1400မ sorry မြန်မာငွေဒီကောင်က4000ဝန်းကျင်ပဲရှိဒီကောင်လေးက UC 190ကိုရမယ်ဒါပေမဲ့အကောင့်ကောင်မှာတော့ခောက်ပဲဝယ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ပြရလို့ဆိုမာတီရွယ်ပတ်ကြတော့မာတီရွယ်အသေး6ချောင်းရမယ်မာတီရွယ်ဒီ4ချောင်းပြီးရင်8ချောင်း9ချောင်းမာတီရွယ်သေး8ချောင်းရမယ် UC 180ရမယ်ဒီကောင်လေးက1400ဝန်းကျင်ပဲရှိတယ်ကဲပြီးလို့ရှိရင်တော့ဆိုမှာ Mighty Emblem ပတ်ဆိုရင်ဒီကောင်ကကြတော့ဒီပရမညာနော်ပရမညာကဲအားလုံးပေါင်း89kရမယ်89k ရယ် UC 300ရရကဲ UC 300ရမယ်ဒီကောင်လေးကကျတော့2000ကျော်ဝန်းကျင်ပဲရှိ2200အဲ့လောက်ဝန်းကျင်ပဲရှိတယ်ကဲဒီ pass 3ခုလုံးမှာအတန်ဆုံး pass ကတော့ဒီကျွန်တော်ကတော့ဒီ4000ဝန်းကျင် first pass တက်ကိုကျွန်တော်ပို့တော့ကြာတယ်ဗောနော်ဒီကောင် UC 190ရမယ်4000ဝန်းကျင်နဲ့ဒီနှစ်ခုပေါ့ကျွန်တော်ဒီ upgrade gun မြင်မဲ့သူတွေအတွက်ဆိုတော့ဒီနှစ်ခုကပို့ပြီးတော့ကြာနော် upgrade gun မရှိတဲ့သူတွေ upgrade gun ဝယ်မယ်ဆိုရင်တော့ဒီ Mighty Emblem ပတ်လေးဝယ်စီခြင်းနေပြပါဆိုတော့ဒီပရမညာလေးကဲနေအလုံးလဲပြီးတော့ကျွန်တော်ဒီမှာကျွန်တော်ဒီပရမညာအလုံးပေါ့ပရမညာအလုံးနဲ့ကျွန်တော်အဖဂန်တွေတော့ဝယ်လို့ရတယ်အဖဂန်တွေဘယ်လိုဝယ်အောင်စတီးမှာအဖဂန်တွေဝယ်ရအောင်ဒါကျွန်တော်များသိပါတယ်အဖဂန်တွေဝယ်ရမယ်အဖဂန်တွေဝယ်လို့ရှိရင် UMP 45အဖဂန်ကြီးကတော်တော်လှတယ်မှာပါတယ်เนาะကျွန်တော်အခုပေးရတဲ့ကျွန်တော်ဒီအခု 4.2 upgrade မှာပေးလာတဲ့ UMP 45အဖဂန်တော်ရွတ်လှတယ်မှာပါတယ်ဗျာပြီးလို့ရှိရင်ကျွန်တော်ဘာလေးလာမလဲဆိုရင်ဒီ Australia ကတော့လူကြိုက်များတယ်เนาะ PC ကတော့ပြောတော့ PC ကတော့ကျွန်တော်သိမကြိုက်ဘူးပြီးလို့ရှိရင်ဒီမှာဘတ်တာလေးတစ်လက်တော့ရှိရဗျာဘတ်တာလက်လေးရှိရဘတ်တာလေးပြင်လာရောက်သွားပြီလေဒီဘတ်တာလေးက level 1ဆောင်းရမ်းလာတယ်မှာပါတယ်เนาะကျွန်တော်တို့ဒီဘတ်တာလေးသဘောကျတယ်ပြီးလို့ရှိရင်ကာလေးရလှတယ်မှာတော့ပါတယ်ဗျာရှင်ဒီအောက်ကန်ထဲမှာဗမာလုံးနေလေအောက်ကန်ထဲမှာတော့ကာတော့လှတယ်မှာပါတယ်ကဲဒီမာတီရွယ်ပတ်တွေကိုဝင်မယ်စိတ်ချရတဲ့ online မှာလိမ်မခံခြင်းဘူးစိတ်ချရတယ်ဆိုရင်စိတ်ချရတဲ့နေရာမှာဝယ်ခြင်းလဲဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel အောက်မှာ Telegram link လေးပေးထားမယ်အဲ့မှာလာဝယ်လို့ရပါတယ်ဗျနောက်လည်းပတ်ကြည့်နေပတ်သက်တာလေးတင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ like လေးပေးခဲ့ပါဦးနော်